1900 ပြည့်နှစ်မှာဖလန်နန်ကျွန်းစုအဝေးထိပ်မီးပြတိုက်ကအဆောင်3ဦးဟာအစအနမရှိပျောက်ဆုံးသွားခဲ့ပါတယ်။ရက်အနည်းငယ်အကြာကယ်ဆယ်ရေးသင်္ဘောဆိုက်ရောက်လာတဲ့အခါမှာတော့ကျွန်းတစ်ခုလုံးခြောက်ခြားဖွယ်တိတ်ဆိတ်လို့နေတာကိုတွေ့ခဲ့ရပါတယ်။မီးပြတိုက်ကြီးဟာမှောင်တိကျနေပြီးအရှိတကားကတော့အတွင်းကနေတေချာတော့ခတ်ထားဆဲပါ။အတွင်းထဲကစပွဲပေါ်မှာတော့မတို့မထီရသေးတဲ့အစားအစာတွေကိုအတိုင်းသားတွေ့ရှိခဲ့ရပါတယ်။ထိုင်ကုန်တစ်လုံးဟာလည်းအသေးတန်အလင်းစလိုထားခဲ့ပုံမျိုးနဲ့လဲကျနေပါတယ်။အဲ့ဒီနောက်စုံစမ်းစစ်ဆေးသူတွေသတိထားမိလိုက်တာကမီးပြတိုက်ရဲ့နာရီကြီးဟာလုံးဝရပ်တန့်နေခဲ့တာပါပဲ။မှတ်တမ်းစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာတွေမှာတော့ကြောက်မက်ဖွယ်လိုင်းလုံးကြီးတွေနဲ့ပြင်းထန်တဲ့မုန်တိုင်းတံကိုရေးသားဖော်ပြထားပါတယ်။ကမ်းပါးရန်အနီးကတက်လက်ရန်တွေဟာလည်းပြင်းထန်တဲ့မုန်တိုင်းတံကြောင့်ပျက်စီးနေတဲ့လက္ခဏာတွေရှိနေခဲ့တယ်။ဒါပေမဲ့အနီးနားကမိုးလေဝသစခန်းတွေရဲ့တင်ပြချက်တွေအရအဲ့ဒီအချိန်မှာရာသီဥတုဟာပုံမှန်ထက်တောင်ပိုပြီးတာယာနေခဲ့တာပါ။ဒီလိုစန့်ကျင်ဘက်ဖြစ်ရပ်တွေကကျွန်းပေါ်ကလှုပ်ဝက်ချက်ကိုပိုပြီးနှက်ဆိုင်သွားစေခဲ့ပါတယ်။အဲ့ဒီနောက်မှာရှာဖွေရေးအဖွဲ့ဟာပိုပြီးစိတ်မသက်မသာဖြစ်စရာကောင်းတဲ့အချက်တစ်ခုကိုထပ်တွေ့ခဲ့ရတယ်။အဲ့ဒါကတော့ချိတ်ထားရမယ့်မိုးကအင်ကြီးအထူနှစ်ထည်ပျောက်ဆုံးနေတာပါပဲ။ကြည့်ရတာလူ3ယောက်ထဲက1ယောက်ဟာအကာအကွယ်တောင်မပါပဲအပြင်ကိုအလောတကြီးထွက်သွားခဲ့ပုံရပါတယ်။ဒါပေမဲ့အနီးနားကပင်လယ်ပြင်တစ်ခုလုံးမှာသူတို့ရဲ့အရေးအယောင်တွေကိုဘယ်တော့မှပြန်မတွေ့ခဲ့ရပါဘူး။ပင်လယ်ကြီးကအဲ့ဒီလူတွေကိုခေါ်ဆောင်သွားခဲ့ပေမဲ့ဘာကြောင့်လဲဆိုတဲ့အဖြေကိုတော့သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။